မာရီဟာအိယာဝင်ခါနီးအချိန်မှာပဲမမြင်ရတဲ့အင်အားတစ်ခုရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။သူမရဲ့ခန္ဓာကိုယ်ကိုတစုံတစ်ခုကချုပ်ကင်ထားပြီးအလိုလျောက်လှုပ်ရှားစေကခေါင်းမိုးပေါ်အထိဆွဲခေါ်သွားခဲ့ပါတယ်။ထိုအချိန်ကျမှအိမ်ထဲမှာတရေတစေရှိနေမှန်းသူမသိလိုက်ရတာပါ။သူမဘလောက်ပဲတောင်းပန်တိုးရှိုးပါစေထိုတရေကသူမကိုခေါင်းမိုးပေါ်ကနေအောက်ကိုလိမ့်ချပစ်ခဲ့ပါတယ်။မာရီအိမ်ထဲကနေလွတ်မြောက်ဖို့စ조사နေတော့မှပဲသူမရဲ့သားကြီးဂျက်ရဲ့အခန်းတကားမှာကြောက်စရာကောင်းတဲ့လက်တံအများအပြားထွက်ပေါ်လာပါတယ်။ဂျက်ကကြောက်လန့်တကြားအကူအညီလှမ်းတောင်းပေမဲ့တကားတွေအားလုံးပိတ်နေခဲ့ပါတယ်။မာရီကသားဖြစ်သူကိုကယ်ဖို့စ조사ပေမဲ့တကားဝမှာရှိတဲ့မိစ္ဆာကောင်ကြောင့်လျှက်စစ်လျှော့ရတယ်လို့အနောက်ကိုလွင့်စင်သွားခဲ့ရပါတယ်။အကူအညီရှာဖို့အပြင်ကိုထွက်ပြေးခဲ့တဲ့မာရီဟာဆောက်လုပ်ဆဲရေချိုးကန်ထဲကိုပြုတ်ကျသွားပြီးတရေတစေတွေရဲ့ဝိုင်းရံခြင်းကိုခံခဲ့ရပြန်ပါတယ်။ကံကောင်းထောက်မစွာနဲ့အိမ်နီးချင်းဖြစ်သူကသူမကိုဆွဲတင်ပေးခဲ့လို့လွတ်မြောက်ခဲ့ပါတယ်။သားဖြစ်သူရဲ့အော်တန်ကိုကြားရတဲ့အခါမာရီဟာအိမ်ထဲကိုအပြေးလွှားပြန်ဝင်သွားခဲ့ပါတယ်။အိမ်နရံမှာလည်းအသက်ရှူနေသလိုမျိုးလှုပ်ရှားနေတဲ့နှက်ဆိုင်နဲ့တွင်းနယ်ကြီးတစ်ခုပေါ်နေပြီးအရာအလုံးကိုစုပ်ယူနေပါတယ်။မိစ္ဆာကောင်ရဲ့လက်တံတွေထွက်လာတော့မဲ့အရေးကြီးတဲ့အချိန်ပိုင်းလေးမှာပဲမာရီဟာသူမရဲ့ခွန်အားရှိသမျှကိုအသုံးချပြီးသားနဲ့သမီးကိုဘေးကင်းရာသို့အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတယ်။